Holy Mammon ဆိုတဲ့ဒီစင်တွေကကဘာပေါ်မှာရှေ့အကြဆုံးစင်မျိုးစိတ်တစ်ခုပါဒီအမွှေးထူထူစင်တွေအကြောင်းကိုဒီနေ့ဗီဒီယိုမှာပြောပြပေးပါမယ်လွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းလောက်ကဆိုကျွန်တော်တို့ကဘာမြေကြီးဟာရေခဲပြင်တွေများစွာဖုံးအုပ်ထားပါတယ်ဒီလိုအေးခဲလာတဲ့နေရာမျိုးတွေမှာဆင်မျိုးဆက်ရဲ့ပထမဆုံးဖြစ်တဲ့ Mammoth ဆင်များစွာနေထိုင်ခဲ့ကြပါတယ်ဒီဆင်တွေဟာရုရှားရဲ့ Siberia ဒေသတွေမှာအများဆုံးနေထိုင်ခဲ့ကြပြီးအပူချိန်အနှုတ်50ဒီဂရီဆယ်စီယပ်မှာကောင်းမွန်စွာနေထိုင်နိုင်ဖို့အတွက်သူတို့ရဲ့ရှည်လျားတဲ့အမွှေးအဆွေနဲ့ထူးခြားတဲ့အရေးပြားတွေကအထောက်အကူပြုနေပါတယ်အတန်းကတော့260လောက်ထိနေထိုင်နိုင်ကြပြီးသူတို့ရဲ့အဆွေတွေကလည်းနှစ်ကြာလာတာနဲ့အမျှတိတိတတ်တာကြီးကိုကြီးထွားလာပါတယ်အမြင့်စစ်တဲ့ပေ4ချိန်8တန်လောက်ရှိတဲ့ Mammoth ဆင်တွေဟာအမြင့်73ပေ4ချိန်10တန်လောက်ရှိတဲ့အာဖရိကဆင်တွေထက်တော့အရွယ်စားပေးပါတယ်စင်မကောင်းစွာနဲ့ပဲနှစ်ပေါင်း1000မတန်မီမှာမြို့တုံးသွားတယ်လို့သိရှိကြရပြီနှစ်ပေါင်း4000လောက်တုန်းကလည်း Bracket Island ကျွန်းမှာ Mammoth ဆင်တွေကိုတွေ့ရှိခဲ့ရတယ်လို့လည်းသိရပါတယ်နှစ်ပေါင်း4000လောက်ကဆိုတာကျွန်တော်တို့လူသားတွေကျင်းနေတွေနဲ့မိခွဲတွေကိုတီထွင်အသုံးပြုနိုင်တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်Mammoth ဆင်တွေအဓိကမြို့တုံးသွားရတဲ့အချက်၄ချက်ရှိပါတယ်နံပါတ်1ရာသီဥတုပြောင်းလဲမှုကြောင့်အစာရည်သာရှားပါလာမှုနံပါတ်2ရေခဲများလွန်စွာအရေးပြကြမှုနံပါတ်3နေထိုင်ရာကျင်းကောင်းမှုကြောင့်ရင်အေးမြို့ပွားမှုလိုနေလာခြင်းနံပါတ်4ကတော့ကျွန်တော်တို့လူသားတွေပဲဖြစ်ပါတယ်အမေးလိမ်မုတ်ဆိုးတွေဟာအမွှေးတရည်နဲ့အဆွေတွေကိုအဓိကထားပြီးအမေးလိမ်မှုကြောင့် Mammoth ဆင်များစွာတည်ဆုံခဲ့ကြရပါတယ်နှစ်ပေါင်း4000လောက်ကနောက်ဆုံးတွေ့ခဲ့ရတဲ့ Mammoth ဆင်တွေဟာအာရှဆင်တွေနဲ့ DNA 99ရာခိုင်နှုန်းလောက်ထိတူတယ်လို့လည်းဖော်ပြချက်တွေရှိပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်